အားလုံးပဲမင်္ဂလာပါရှင်။ဆွမ်းစုံမြန်မာ channel မှာကြိုဆိုပါရစေ။တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်နံအကြီးကဲအုပ်ချုပ်သူများနှင့်သွေးသားတော်ဆက်သောတိုက်ဆက်များအကြောင်းပဲဖြစ်ပါတယ်။တိုက်တစ်ခုမှာအုပ်ချုပ်သူအကြီးကဲကမပါမဖြစ်အဓိကအရေးကြီးပါတယ်။အုပ်ချုပ်ပုံအုပ်ချုပ်နည်းမတူသလိုအပြစ်ပေးတာချင်းလည်းမတူကြပါဘူး။တချို့တိုက်တွေကနည်းနည်းလေးမှားတာတော့အမှားမခံတတ်ကြပါဘူး။တိုင်နန်းကလက်ပြရှင်ကိုဘသူမှထိခိုက်နစ်နာအောင်လုပ်တာမကြိုက်ပါဘူးတခုခုထိခိုက်ပြီဆိုတာနဲ့တစ်ဖက်လူဒုက္ခရောက်အောင်နှောက်ယှက်အနိုင်ယူတတ်ကြပါတယ်ဒါကလက်ပြရှင်တိုင်းကိုကာကွယ်တာမဟုတ်ပါဘူးအကြီးအကဲနဲ့နီးစပ်ပြီးပတ်သက်ဆက်နွယ်မှုရှိတဲ့လူပုဂ္ဂိုလ်ကိုအဓိကကာကွယ်တာပါဥပမာအကြီးအကဲတွေနဲ့သွေးသားတော်ဆက်မှုရှိတဲ့တိုက်ဆက်တွေကိုဆိုလိုတာဖြစ်ပါတယ်ဒါပေမဲ့အပြစ်တစ်ခုခုလှုပ်ဆောင်ရင်တော့တခြားသူတွေနဲ့နီးတူစွာပဲအပြစ်ပေးတတ်ကြပါတယ်။နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘူဒူရာရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။